ဒီလုံးလေးလုံးထားရှိတဲ့ပေးရအောင်ယူမကြိုက်စေ မငီးနေနဲ့အန်တီပြောချင်တာလုပ်ငန်းခွင်တွေက employee တွေဒါ school က student တွေမငီးနေနဲ့ယူတို့ညီးနေတာကယူတို့ရဲ့ brain ကိုအရင် toxic ဖြစ်တဲ့ mindset နဲ့ trade ပေးနေတယ်လို့ပဲယူတို့သိတာမှာယူတို့အုံနောက်ကဒီရှုံးခွက်တွေရှုံးအိုးတွေရှုံးပကံတွေလောက်တယ်လို့ပဲအဲ့ရှုံးဆိုးနေတဲ့ချိန်မှာလက်လေးနဲ့ပုတ်ဖော်ရတာမျိုးယူတို့အုံနောက်လည်းအဲ့ပုံစံပဲယူတို့ပါဇက်နဲ့ပုတ်ဖော်ပေးနေတာယူတို့ညီးနေသမျှအရာတွေယူတို့ပြောနေသမျှအရာတွေကယူတို့အုံနောက် trade ပေးနေတာအနာဂတ်မှာယူတို့ညီးတဲ့လူမျိုးယူဖြစ်လာမှာပဲအိုင်ပြောချင်တာမညီးနေနဲ့အိုင်မြဲကြားနေရတယ်လုပ်ငန်းခွင်တွေ employee တွေညီးနေတာဟာ shit တနင်္လာနေ့ရောက်ပြန်ပြီဟာ shit Monday ရောက်ပြန်ပြီဟာ shit ငါ Monday ကနေ Friday ထိမုန်းလိုက်တာဘာလို့လဲအလုပ်ဖွင့်လို့အဲ့လိုညီးနေမဲ့စားယူသွေးကြည့်ယူမှာတနင်္လာနေ့ရှိနေရတဲ့အကြောင်းကြီးอ่ะ it mean ယူမှာအလုပ်ရှိနေသေးတယ်ယူမှာဝင်ငွေတွေရှိနေသေးတယ်ယူရဲ့ပတ်ဝန်းကျင်ကြည့်လိုက်သူများတွေယူတို့လို့အလုပ်လုပ်ဖို့အခွင့်အရေးတော့မရှိတာသူများမှအသေးအံအလုပ်ရှာနေရတာအလုပ်ကြဖို့တော့ရုန်းကန်နေရတာ so ယူတို့အရန်ကန်ကောင်းတဲ့လူတွေယူတို့ positive mindset ရှိဖို့ပဲလိုတယ်ယူတို့ရဲ့ brain ယူတို့မြင်များ positive mindset နဲ့ training ယူတို့ရဲ့နေ့စဉ်ဘဝမှာပျော်ရွှင်မှုတွေနဲ့ပြည့်နေတယ်ပြီးအကြောင်းသူအကြောင်းသားတွေလည်းညီးနေကြတယ်အားအကြောင်းဖွင့်ပြန်ပြီတနင်္လာနေ့တနင်္လာတွေတောက်ကြတိမုန်းလိုက်တာယူတို့စဉ်းစားကြည့်ယူတို့မှအဲ့ဒီတနင်္လာနေ့ရှိနေသေးတယ်ဆိုတာယူတို့မိဘတွေယူတို့ကြောင်းထားပေးနိုင်သေးတယ်ယူတို့မှအပူပင်မရှိဘဲနဲ့ပြပြပပဖြတ်တန်လို့ရသေးတယ်ကြောင်းမှာယူတို့ပတ်ဝန်းကျင်ကြည့်လိုက်ယူတို့လိုမျိုးကြောင်းသက်ပိုင်ခွင့်တော့မရှိလို့အများကြီးယူတို့လိုမျိုးကြောင်းထားပေးမဲ့သူ့မရှိတဲ့လူအများကြီးဆိုမငီးနေနဲ့အများကြီးပဲယူတို့ညီးနေတာလေဘာမှမဟုတ်တဲ့ကိစ္စတွေပြီးလုပ်ငန်းခွင်တွေမှာဝန်ထမ်းတွေညီးနေသေးတယ်မီဒီယာအရန်များတယ်ခဏခဏအစီအဝေးလုပ်နေတယ်တလောက်နှစ်ခေါက်သုံးခေါက် bro အစီအဝေးအတွက်ယူမှာထိုင်ကိုတစ်ခုရှိနေတယ်လို့ဆိုလိုတာယူမှာစော်ပြပိုင်ခွင့်တွေရှိတယ်ယူရဲ့အကြံဉာဏ်တွေထုတ်ပြောပိုင်ခွင့်ရှိတယ်သူတို့ယူကို value ပေးတယ်ယူအဲ့လိုအခြေအနေကြီးမှာရှိနေတာနော်ယူဘေးပပလေယာယူရဲ့လုပ်ငန်းပေါ်တွေကြည့်လိုက်သူတို့မှာ meeting တက်ပိုင်ခွင့်မရှိတာသူတို့အကြံဉာဏ်ထုတ်ပြပိုင်ခွင့်မရှိတာ so you are စောက်ရန်ကန်ကောင်းတဲ့လူယူအမြဲကောင်းတဲ့မှာမှတ်ထားမယ်တာယူတို့အမြဲညီးနေတယ်လုံးဝရှင်ငါ့ကိုအလုပ်အားပေးတယ် CEO ငါ့ကိုအလုပ်ပေးငါ့ရဲ့ boss ငါ့ကိုအလုပ်အားပေးတယ်ငါ့ပေါ်အရင်မျှော်လင့်တယ်အဲ့ဒါဘာလို့ဆိုလဲသူတို့ယူကိုယုံလို့လေသူတို့ယူ trust ပေးလို့လေသူတို့ယူအားကိုးရလို့လေအဲ့ဒါသူတို့ယူ opportunities တွေပေးနေတာအနာဂတ်မှာဒီထက်မြင့်တဲ့ position တွေယူပေးဖို့တော့ယူ paper ပတ်လေရဝန်ထမ်းကြည့်လိုက်သူတို့အားကိုးမရတဲ့ဝန်ထမ်းသူတို့ trust မပေးတဲ့ဝန်ထမ်းတွေတရက်တရက် routine job description နဲ့ပေးရမ်းလာတယ်အဲ့လူတွေကဘယ်နည်းလို့ထုတ်ခံလို့ထုတ်ခံမယ်မသိဘူးစိုးရိမ်နေရတယ်တနေ့အဲ့ business မှာ crisis ကလာရောက်လာတဲ့ချိန်ကျရင် lay off လုပ်တော့မယ်အဲ့ခါကျရင် list ထဲမှာအဲ့လို trust ပေးမခံတဲ့လူတွေကထိတ်ဆုံးမှာတန်းစီနေမှာယူကလောက risk မရှိတဲ့လူယူတို့အဲ့လိုအမြင်ကြီးနေရင်ပြဿနာတစ်ခုကိစ္စတစ်ခုပေါ်လာရင်ယူတို့အမြင် problem နဲ့ညီနေတယ်ယူတို့အမြင် complaint တက်နေမှာယူတို့ solve လုပ်ဖို့မကြိုးစားဘူးယူတို့ solution ရှာဖို့မကြိုးစားတော့အဲ့ထက်ပြောမငင်းနေနဲ့ယူတို့ရဲ့ break ကိုယူတို့ positive mindset နဲ့ trade logical mindset နဲ့ trade ဒါဆိုယူတို့နေ့စဉ်ဘဝမှာအရာရာတိုင်းကလွယ်ကူသွားလိမ့်မယ် okay